အချိန်အားဖြင့်တော့ကျွန်တော်တို့တွေနေလေဟိုဖြစ်နေပြီပေါ့နော်ဘယ်နိုင်ထိုးလိုက်လဲတနာရီခွဲပါတနာရီနဲ့34ပါကျွန်တော်တို့အားလုံးပဲမင်္ဂလာပါဂျိုးဆက် in the house ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့အစဘာမှမရှိဘူးပေါ့နော်ကျွန်တော်ညီကဖုန်းလမ်းဆက်ပြီးတော့ coffee တောက်မယ်တဲ့အဲ့ဒါ okay ပေါ့ coffee တောက်မယ်ဆိုတော့လေ coffee ဆိုင်သွားမယ်ပေါ့နော်သူပို့တဲ့ location ကိုထောက်လိုက်ပြီးတော့ကျွန်တော်လည်းမောင်းလာတယ်ပြီးမှသတိထားမိလိုက်တာဗာလဲဆိုတော့ပေါ့နော်ရှာပြီးအချိန်မှာ direction ရှာလိုက်တဲ့အချိန်မှာတော့2နာရီလောက်မောင်းမှဖြစ်နေဗမာလဲဆိုဘန်းဆန်းမှာတဲ့အဲ့တော့ကျွန်တော်တို့အခုအဲ့ coffee ဆိုင်ရောက်ပါအခုကျွန်တော်တို့ coffee ဆိုင်ထဲကိုသွားရတော့မယ်အချိန်အားဖြင့်တော့ကျွန်တော်တို့တွေနေလေတနာရီခွဲပါတနာရီနဲ့34ပါကျွန်တော်တို့ကျွန်တော်တို့ခုံတော့ရတယ်ဝိုင်းတော့ရတယ်ဒါပေမဲ့ကန်းကြီးမှာသူတို့ဘင်းဘက်ကလေးနဲ့ချထားတဲ့ဝိုင်းလေးရှိတယ်အဲ့လိုမျိုးဘင်းဘက်ကလေးချထားတဲ့ဟာဒါမဲ့ဝိုင်းလက်တဲ့ဝိုင်းကထိုင်တဲ့တစ်ခုပဲရှိတော့ကျွန်တော်တို့ဝဲမှာပဲထိုင်ရရပါတယ်အဲ့တော့တောက်ဖို့ရပါပြီကျွန်တော်မာချာတောက်လို့ကျွန်တော်ညက်တွေတောက်တယ်ဒီကောင်ပြတောက်နေတာကွာဒီကောင်ကွာကောင်းပါလေပြောလို့လည်းမရဘူးတဲတောင်မျိုးပုံစံဖြစ်ပါတယ် pedal နဲ့ဒီ gas pedal နဲ့ brake နဲ့ပေါ့နော်လုံးဝအလဲမှာစီးရတိုင်းနဲ့ဘလို့မောင်းပါစတီယိုင်လေးလဲပြပါအောင်ဒင်းရရပြီတကားအဲလေဒါပေမဲ့နေစူးတယ်ကွာထိန်3ရောက်နေတဲ့အချိန်ဆိုတော့မျက်မှန်မတက်လို့မရဘူးမတက်တဲ့အရန်စူးတယ်တဲ့တယ်မှာနေရောက်ဦးမှာဒီပါအခုတော့ကျွန်တော်တို့တွေဘင်းဘက်ရပါပြီပြရွှေ့နေပါပြီဒါပေမဲ့ကျွန်တော်တို့တွေအခု2နာရီ3နာရီထိုးတော့မယ်ပေါ့နော်ကျွန်တော်3ခွဲကျော်လောက်ကြာရင်ကျွန်တော်ကန်းနာဘက်ကိုသွားမှာဆိုတော့နိုင်ဘက်တော့ထိုင်လို့ရပါသေးတယ်ဒီစစ်ဆက်ထိုင်လိုက်ပါအောင်မယ်ရမ်းကောင်းပါဟိုလက်မလေးထောင်ကြပါလက်မထောင်လို့ခိုင်းတယ်ကွာလက်မထောင်ရလက်မထောင်လို့အခုတော့ကျွန်တော်တို့တွေကော်ဖီဆိုင်ကနေထွက်တော့မယ်ပေါ့နော်ဖတ်ပြီးတော့ကျွန်တော်တို့ပတ်စံရှင်းဖို့တို့ကပတ်စံအရှင်းမခံဘူးလားမသိဘူးကျွန်တော်တို့ရမ်းချောလို့တဲ့အဲ့တော့အခုဘေးရှင်းပြီးရင်တော့ကျွန်တော်တို့တွေကန်းနာဘက်ကိုသွားမှဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ကဖေးကနေထွက်လာပါပြီကဲကြီးရောက်ပြီနော်ရောက်ဒီပလာတုံဒီပူခန့်အမေခန့်အမေဘောနော်အခုကိုရောက်ချက်ပြီဒါဒီကလည်းသူ့နေတော့ကြည့်ပြီးတာပါပဲကျွန်တော်တို့ဘန်ကန်မှာပေါ့ဒါကဘန်ကောက်ကနေဆိုရင်2နာရီဝန်းကျင်လောက်ဒီမောင်းရတယ်ဒီလိုတနေ့လိုပိတ်ရက်ဒီအားကြီးရဲ့ကြီးပိတ်ရက်လို့ကြားတယ်ဒီလိုမျိုးပဲအဲ့လိုအပြည့်ကန်းကြီးသူ့ဘာလေးချက်ပြတယ်ကန်းကြီးမှာအပြည့်ပါနော်ဒီကားတောက်ဆိုင်နေတယ်အကုန်လုံးရှိပါတယ်ခဏအကျွတ်ကြော်ပေါ့နော်အကောင်သေးလေးပေါ့ပစုံလုံးဟောင်းလာမသိဘူးကျွတ်နေအကောင်းတယ်နဲ့မွေးကင်းစားလေးခဏကလေးလေးစားတာကွာဟိုမှာတကောင်ကြီးကြီးခဏကလေးလေးကိုစားနေကလေးကိုမတနာဘူးကောင်းတယ်ကျွတ်နေဘလို့မှပို့ချိုတာတဲ့ This is called ကနန်းလက်မဟောလက်မသူရဲ့ညက်ကြီးရတယ်မှာ
ကောင်းပါစားလိုက်ပါဦးမယ်အခုကျွန်တော်တို့အဆန်နေတော့ပြန်တော့ပြန်တော့ဟုတ်ကျွန်တော်ညနေ4 နာရီနဲ့24တော့နော်အဲ့ခွဲတော့ကျွန်တော်တို့ညနာတော့ဟိုတခါရေး24မှာရရှိရှောင်းနေတော့နေပါတော့ဒါအမိုင်းတော့ကိုအောင်ပါပဲခရက်လေးအောင်နေနော်ဒါပေမဲ့ဒီကမှာကျတော့ဟိုဟာဘယ်ရည်နေလို့လဲဒီတော့ဘယ်ရည်ပေါ့ပြေးမအောင်အခုတော့ကျွန်တော်တို့တွေဒီ highway ကနေပြီးတော့ toll gate ကိုတော့ရောက်ပြီပေါ့နော်ကျွန်တော်တို့ toll gate ကနေမှအခုဘန်ကောက်ထဲကိုပြန်ဝင်ပြီတော်တော်မောင်းလိုက်ရတယ်ရာသီဥတုအခြေအနေကလည်းနည်းနည်းလေးတော့မိုးအောင်နေတော့အောင်နေပေါ့နော်နောက်မှတယောက်ကတော့အိတ်သွားရင်ညင်ရလားမသိဘူးကွာနောက်မှတယောက်ကတော့အိတ်နေပေါ့နော်ကျွန်တော်တို့တွေအစီလေးပဲဟုတ်ကျွန်တော်ဖြည်းဖြည်းလေးမောင်းလာတာလည်းပါပေါ့ကျွန်တော် cruise လာတာ AC လေးမောင်းလာတာဒီလည်းရှိတယ်အဲ့လိုနဲ့ဆိုတော့နယ်လီချိန်ရပုံမှန်ထက်ပူကြာရဲပေါ့နော်တော့လမ်းလည်းရှုပ်တယ်ကားရများတယ်အခုတော့ကျွန်တော်တို့ဘန်ကောက်ထဲကိုဝင်လာပြီပေါ့နော်ဘန်ကောက်ထဲကိုဝင်လာတဲ့အခါမှာမိုးရေနဲ့ကျိုးလိုနေပါတယ်အခုဆိုတော့ကျွန်တော်တို့နေ့လေ7လောက်က17ခွဲ7လောက်ပေါ့နော်အဲ့လောက်ကထွက်လာခဲ့ကြတာအခုဆိုရင်တော့ကျွန်တော်တို့အိမ်ပြန်ရောက်ပါတော့တယ်ဟိုအဲ့ရှယ်ဒီကင်မရာလေးလည်းမတော့ဘူးဒီနေ့ကမှတ်တယ်နော်ပြီးရင် show တော့မှ like တစ်ခုရမယ်တော့လည်း camera ကား review လုပ်လိုက်မယ်နောက်ပိုင်းကျရင်ဒီကကဲပါကျွန်တော်မလုပ်တော့ဘလို့ရကပြင်းလာကား review ပြောင်းတော့မျက်စိနောက်အခုတော့ကားလမ်းတွေပိတ်ပါပြီဘယ်ကောင်လဲစောက်ဝင်လာရင်တော့ဒီတိုင်းပါပဲမိုးလဲယူနေပါတယ်မှောင်လဲမှောင်မဲလာပါတယ်အဲ့တော့ကျွန်တော်ကားပို့ပြီးတော့ကြက်ပါပါသူပြောတဲ့အတိုင်းပါပဲအဲ့တော့ကျွန်တော်ကားဆက်မောင်းလိုက်ပါအောင်မယ်ကဲပါဖြည်းဖြည်းပဲလိမ့်ရတော့မှာအေး highway အခုကျွန်တော်တို့တွေbearing ကိုရောက်ပြီပေါ့နော်ကျွန်တော်တို့တွေအဲ့တော့အိမ်ပြန်ရောက်ပါတော့မယ်ပြန်ရောက်တော့မယ်ကျွန်တော်တို့ကားလမ်းပိတ်ရင်အိမ်သားမီးပွိုင်းပေါ့နော် at point ပြီးတော့အိမ်ရောက်ပါပြီကျွန်တော်တို့ရဲ့စီစဉ်မရှိဘဲနဲ့ပေါ့နော်ဒီဘန်ဆန်က coffee line တစ်ဆိုင်ကိုရောက်သွားပြီးတော့ကျွန်တော်တို့တွေတကူးတက coffee တောက်တဲ့ဘလော့လေးရတော့ဒီနားမှာပြီးတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့တော့နောက်တစ်ခေါက်ဘလော့ကတော့ဘာဖြစ်မလဲဆိုတာလေးတော့စောင့်ကြည့်နေကြအောင်အဲ့တော့မသိတော့မသိသေးပါဘူးသွားနေပါလေကျိုးမပြော expectation ရမ်းများရင် expectation များပါโอเคပါကျွန်တော်တို့ဒီကနေပဲနှုတ်ဆက်လိုက်ပါတယ်ဒီလိုနဲ့ in the house ကနေပြီးတော့နောက်တော့ vlog တွေထပ်လာတာကိုလည်းစောင့်မျှော်အားပေးကြပါဦးအဲ့တော့ကျွန်တော်တို့က peace